မာပြည်သားရသည်စက်တရေရှိနေသည်တနည်းနာရီပင်လေရင်ကမ်းယူရန်စီရွှေဝဲသူရွှေဝဲသားတို့နေထိုင်ကြလေသည်ချမ်းမြေ့စရာဆုံးကြီးတဝဲမြို့ကသားရလာပေသည်တပူလေးရတောင်ကျုံတောင်ထုံးနေလေးကျူးမြမို့မြမပြည်သားရသည်စက်တရေရှိနေသည်တနည်းနာရီပင်လေရင်ကမ်းယူရန်စီရွှေဝဲသူရွှေဝဲသားတို့နေထိုင်ကြလေသည်ချမ်းမြေ့စရာဆုံးကြီးတဝဲမြို့ကသားရလာပေသည်သာသနာတခုနဲ့တိုးတက်ဖို့သာကြံစီပါလာရောက်ရှိဝင်လို့နေနေရောက်ပြီးမြစ်တာဝေတီစေတနာရင်းငံထားပါလို့ဒီစိတ်ချနှလုံးသားဖြူစင်ပြီးဗတ္တံနာဥဝိန္ဒရိယလမ်းပြညွှန်စုနိဗ္ဗာန်ရွယ်ဤရောက်မောမာတီညိုမရင်ငေးတရားမွေပေးဘူးကြီးသင်္ဃာယနာဝဲနှစ်ကြိမ်စင်တွဲခဲ့တို့ပြီထေရကံသာပရိယတ္တိကြောင့်မျိုးငါမည်လှပစွာတည်နေနေသည်သာသနာကံဘာသာကံညင်ကြည်မှုကံကျိုးပြတ်မသွားအောင်ဝိုင်းဝန်းလို့ကူညီပံ့ပိုးထိန်သိမ်းမှုရလိုပါသည်အလိမ္မာသာမရှိတဲ့ဆိုယုထားစကားနဲ့အညီဘုရားရဲ့စာပေရွှေကိုအပြည့်ပိုင်ရစေသာသနာရှိတည်စေမည်တို့မြမယူရာထိန်သိမ်းထားစင်လာနီကဘာမှာချင်းစံနေသည်ဘုရားမြတ်စွာဟောကြားခဲ့ဒေသနာသည်ကြည်ကြံ့ခိုင်မြဲစိတ်မှာဆွဲလူနှလုံးသွင်းကအတီးသာသနာကျူးတွေဝိစာသည်အမျိုးဘာသာရိုးရာမဟာမြမရှိကဘာအတိဝေကြွားလို့ပြင်းရက်ကနေသည်မသွားအောင်ဝိုင်းဝန်းလို့ကူညီပံ့ပိုးထိန်သိမ်းမှုရလိုပါသည်အလိမ္မာစာမရှိတဲ့ဆိုယုထားစကားနဲ့အညီဘုရားရဲ့စာပေရွှေဦးအပြည့်ပိုင်ရစေမည်သာသနာရှိတည်စေမည်တို့မြမယူရာထိန်သိမ်းထားစင်လာနီကဘာမှာနေသည်ဘုရားမြတ်စွာဟောကြားခဲ့ဒေသနာသည်ကြည်ကြံ့ခိုင်မြဲစိတ်မှာဆွဲလူနှလုံးသွင်းကအတီးသာသနာကျူးတွေဝိစာသည်အမျိုးဘာသာရိုးရာမဟာမြမရှိကဘာအတိဝေကြွားလို့ပြင်းရက်ကနေသည်
သိမ့်မှုရလိုပါသည်အလိမ္မာစာမရှိတဲ့ဆိုယူထားစကားနဲ့အညီဗုဒ္ဓရဲ့စာပေရွှေဦးအပြည့်ပိုင်ရစေမည်သာသနာရှိတည်စေမည်တို့မြမယူရာထိန်သိမ့်ထဆင်လာညီကဘာမှာသင်ကြံနေသည်ဗုဒ္ဓမြတ်စွာဟောကြားခဲ့ဒေသနာသည်ကြည်ချမ်းခိုင်မြဲစိတ်မှဆွဲလို့နှလုံးသွင်းကားသည်သာသနာကျူးတွေဝေစားသည်မျိုးဘာသာယူရမဟာမြမရှိကဘာအတိဝင်ကြွားလို့ဖြင့်ယက်တီကနေ
တော်နဲ့2568ခုကောဇာတိကရေ1386ခုတမောင်းရဆန်း3ရက်ခရစ်နှစ်2025ခုမတ်လ1ရက်နေ့စနေနေ့နေ့လယ်နာရီချိန်တွင်တဝဲဗုဒ္ဓကရတု၏သတ္တမအကျဉ်းရောက်ဝယ်နေသဖြင့်ခန္ဓာစီစဉ်များကိုကျူတီရှောက်ထားပြုတော်မူပါဗျာယနေ့ကျင်းပပြုလုပ်သောတဝဲဗုဒ္ဓကရတု၏ဝယ်နေသဖြင့်ခန္ဓာကိုအစီအစဉ်များဖြင့်ကျင်းပပြုလုပ်သွားမှာဖြစ်ပါသည်ဗျာအခမ်းအနားပထမပိုင်းမစတင်မီမြတ်စွာဘုရားရှင်အားစီမီပူဇော်ရန်အစီအစဉ်ဖြစ်ပါသည်ဗျာသူဖြစ်ပါ၍မြတ်စွာဘုရားရှင်အားစီမီပူဇော်ပေးပါရန်တနင်္သာရီတိုင်းဒေသကြီးမော်ကြီးချုပ်ဦးမြတ်သူအားရိုသေလေးစားစွာဖြင့်ပန်ကြားအပ်ပါသည်ရှင်ယနေ့ကြားရမှာကြပါတော့တန်ခါတော်များနဲ့အပရိသအားလုံးကနမောတတ္တသုံးချီရွတ်ဆိုပူဇော်ဘုရားတော်၍အခမ်းအနားဖွင့်လှစ်ပေးပါရန်ယူသည်စွာရှောက်ထားအပ်ပါသည်ဗျာနမောတတ္တနာမေအာဒေသရှင်မဆန္ဒဆိုဒီကျေးမှုတက္ကသိုလ်ကဒီဆိုပူဇော်ပေးရန်ဖိတ်ကြားအပ်ပါသည်ရှင်
စဉ်တော့အရာဒဝေဘုရားတက္ကသိုလ်ဖွင့်လှစ်ခြင်းနဲ့ပညာရေးဆိုင်ရာအကြောင်းအရာများကိုတင်ပြရှောက်ထားခြင်းအစီအစဉ်ဖြစ်ပါလိမ့်မယ်။တို့ဖြစ်ပါ၍ဒဝေဘုရားတက္ကသိုလ်ဖွင့်လှစ်ခြင်းနဲ့ပညာရေးဆိုင်ရာအကြောင်းအရာများကိုတင်ပြရှောက်ထားပေးပါရန်ဒုတိယပါမောက္ခချုပ်စီမံဆရာကြီးဦးအောင်စောနိုင်အောင်ရိုသေလေးစားစွာဖြင့်ပန်ကြားအပ်ပါလိမ့်ရှင်။ 所有的我们的土豆，有的人都是不要太把头，有的大一那妈妈呢，搞出来吃了便宜的话，然后我那个土包嘛就，我那个土包嘛就，上次我说变那那，变成什么地方吃了呀？马路虎，偏离了我那个把它有的说是包嘛的，有的大一给大几。我哋做嘢嘅話，有時間會做啲片搞下俾我睇下。譬如咁樣，兩個國家嘅嗰度，得話正咗，佢哋哋看下都叫個無賴仔，邊度馬路都是條下，聽聞親人話死咗，好少嘅他媽數目講話嚟。譬如咁樣，兩個國家嘅嗰嘢，而家喺台灣嗰啲。แต่เวลาเราจะมาดูนั่นก็จะเสร็จตรงนี้มาสักทีเดียวเพื่อที่จะไปเดียวแต่ผู้สูงอายุเนี่ยเราแต่เวลาเราจะดูว่านี่พอสันนิษฐานเนี่ยอาชีพแบบนี้แต่ผู้นักการเมืองสมัครเนี่ยเป็นมาสุนีMA ไว้อะไร MA เนี่ยเอาที่จะทำงานเนี่ยไม่ถูกไหนกันแบบนี้โดยเนี่ยอะไรเดี๋ยวที่เราจะพูดที่เราเนี่ยเข้ามาเส้นเนี่ยเข้ามาเส้นเราเป็นอย่างไรเนี่ยมาจังอยู่ปีตัวเนี่ยเดี๋ยวสักครั้งเรามีไว้ทำงานเราทีนี้วันนี้เป็นเจ็บปากอีกวันนี้วันนี้เจ็บปากเลยอย่างที่เราตัวเราได้ก็ตัวเตี้ยไปเลยมันอะไรอย่างบางทีเนี่ยสุขีเดียร์สิบวันแต่ตัวสัตว์ที่ท้องให้เราเนี่ยมันมีเดียร์สิบวันอย่างที่เราตัวที่อยู่มาอย่างนี้เราละเท่กับชีวิตพลังงานในการเสียโลยาอีการงานจะเนี่ยผู้ที่จะตัวมุติดีอย่างมันจะเรียกว่าได้เป็นมาปามกเสียปามกจะเสียโลยาในในนี้ก็เสียที่ผู้ยิ่งสุดที่เขาคนเล็กเรียนโลกได้เป็นตัวเองถ้าเราเป็นผู้เชี่ยวคนเล็กเป็นสิ่งที่ผ่านแล้วที่จะเป็นตัวมาในเรื่องการเป็นเรื่องสุดอย่างที่เราดูหลายสิ่งที่ผ่านแล้วเมื่อเราจะเป็นคนเดียวสามีคนเดียวเอาไปแต่บางสิ่งอย่างสามีคนเดียวเอาไปกันเองอย่างนั้นการเราเนี่ยด้วยPSC จะตัวมาเนี่ยผมสักเดียวผมพูดไปแบบนี้ PSC จะตัวมาสุดาปีกับปารีแบบนี้ S กับ Sanskrit แต่ก็เราตัวแบบนี้ S E เรา English ตัวแบบนี้ที่ตัวภาษาที่กับทางนี้นะทางนี้ก็อย่างที่เราดูเราได้ยังสักอย่างสิ่งที่เราเขาจะเราดูเป็นนี่เกี่ยวกับมาลาชีเนี่ยนี่เกี่ยวกับการทำที่เราเองทำที่เกี่ยวกับแบบนี้ดูพวกผมเนี่ยเนี่ยอย่างที่เราดูเราไปพบกันได้ก็ว่าบาลีเนี่ยท่านที่ทำให้เราสุยสักอย่างที่ก็ปีเองยิ่งจะรู้มาทั้งหมดแต่ยังไม่ที่มันเนี่ยปีสุราบาบาลีกูก็ว่าเนี่ยเอสุราบาพิธมาปีสุราบาอุดสิงปีสุราบาอังกฤษสุริโยလူတွေတက်လို့ရတဲ့၄ပါးသာ basic diploma တန်းကိုရပြီးတော့ဆရာကြီးဦးမြင့်ဆွေစီမံထားတဲ့အတိုင်းပဲတင်ကြားပို့ချပေးပါလိမ့်မယ်။တက္ကသိုလ်ကတင်ကြားပေးတဲ့ပါဠိကတော့ရပြီးတော့ရဟန်းတော်များဘုန်းကြီးဒီလဆင်များတင်ကြားတဲ့ပါဠိဉာဏ်နဲ့ပြောနေတက္ကသိုလ်ပါဠိတရားကိုတင်ကြားပေးပါလိမ့်မယ်။တက္ကသိုလ်ပါဠိတရားဆိုတာကဘာအောင်နဲ့အတန်နဲ့ပြီးတော့ရိုမန်ကက်တာလို့ခေါ်တဲ့ရိုမန်အခါလေးနဲ့ပါဠိကိုတင်စားပေးခြင်းဖြစ်ပါတယ်ဗျာအတန်ကြီးအတန်အားမှာလည်းဘုရားတပည့်တော်ကိုဒီကမ္ဘာလုံးကသုံးတဲ့ပါဠိအတန်နဲ့ပဲတင်စားပေးပါတယ်ဗျာဥပမာအဖြစ်ပြောရရင်နမလို့ဆိုရင်တော့နမောတတ္တဆိုတဲ့ဘုရားရှိခိုးကြောတဲ့ဂါထာကိုဘုရားကြီးကိုများကမ္ဘာလုံးကိုတင်စားတော့နမောတစ္ဆပကပတုအာရတုသမ္မာသမ္ဗုဒ္ဓဆာအဲ့ဒီလိုမျိုးအတန်လေးနာဟာပါရိုမန်အခါပါပြည့်ပြီးတော့ဘုရားကြီးကိုတင်စားပေးခြင်းဖြစ်ပါတယ်ဗျာ။ဒါနဲ့ဘုံဘုံမှာဆိုလို့ရှိရင်ဘောဓဆန်ကချာလီ
Jangan sarana kecami, sarana kecami. Satu cing kawato adanya ni kawato ni rumah ekran ni tiap itu nyama padi ni dari dulu ni cinta malu ya. Dari dulu zaman dengan minggu kelaburan batanya suasi kecega. Tiga bulan batang jauh lili ni tidak ada tuanya malu ya. Itu kama dari rumah mati itu. Awal tidak biasa itu di mati itu yang biasa malunya. Yang itu dua bulan lagi juga minggu kelaburan pada dunia itu Pali abidama Buddhism English dia pada cikgu cikgu mati itu jadi rumah pada cikgu dia. Pali boleh jadi itu nanti nak acak cikgu saya. Raji itu semasih dari mana jadi itu. Di mana tu itu acak itu nak kerja sahaja nada kini isinya tidak begini yang ini kabarnya. Kuai berjaya yang mahu disapali Pali cikgu yang tidak begini. Pali cikgu nada kalau abidama ni kamane umur nada begini. Abidama kuai sesuatu yang uji mau berusi. Sahaja isi kerana kuai logo biar logo tidak begini. Tu abidama biar kama Buddhism apa yang dia isi kerana dia siap cepat sini. Yang semuanya kita akan ijui, now Pali kita dari mana yang kita kata kalau cuma pada jauh yang kita suki tidak berada. Hari itu mah bila Buddhism apa ini kan mana semua kan seni yang dulu dia atau dia bukan atau dia nina tidak berada. Kalau kai mana Buddha pada dia ciptain dia dulu yang nama pada ini mereka selain itu tidak nama dia video kalau pada dia ini pada macam macam nanti busui besar pada ini busui kaya besar pada ini kita pada ciri ini kita mana dia tu baru dia dulu dunia ada yang ini kita sebenarnya pada itu Tinja, tinja macam mana dia? Aku lalu sih jadi di kota itu kami boleh boleh jasa orang dia. Jadi soalnya boleh boleh cipin ada orang yang lupa ini. Kami ini masih jadi kami boleh boleh itu cipta maha boleh itu yang ni kamu cipta dia. Tu baru tahu jadi kota itu Tinjam pilih pada yang dibuat diploma bidang BA saja ya, BA bidang MA bidang yang dulu PhD kau dapat tinjam now. Aku program itu saja tinjam pilih ya. Tu baru tahu jadi bukan diploma tinjam pilih pada yang tinjam pilih saja dua itu masih tinjam cuma siapa yang ini dari kalau bigo. Jepun itu bukan dari bukan tinjam itu cepat jauh tinjam ini sampai yang biru yang sampai jepun itu coba dia. Selain season ini dewa udah itu kamu kacu siapa? Rumah ini tanah itu siapa nyai perjalanan naik siapa? Bandara enggak Tanpa suami gadisnya, bahagian surya cama, obada, nanjaji sisi tebali bea, tu tebali bea bilola, obada meja biganya, doa udah begitu, papa kacau siapa bea, yudi suami pesha abadi bea. Doa udah begitu. Tanpa cinta pun yang berkana, jual cinta berjaya. Seroja dunia, punya keloyani, lebih mana waktu itu baca, karena mandi aja, singgung berapa. Dua-dua, jual cinta berjaya, nilai kita di sudah kuliah, rincinya, berjaya dalam hal mulai. Aku lo jadi sesuatu lalu apa yang berjalan juga sisi
ဒီရှိပါတယ်စကားလည်းပဲမှတ်သားပြရပါတယ်အခုဝေရောဒီနေ့ဆိုလို့ရှိရင်ဘယ်လိုလုပ်ရလဲတော့ခုနေလာခဲ့တာနားပြောရတဲ့ပေါ့စနေနေ့ဒါကာလာပါရှိနေပေါ့ခုနေဆိုလို့ရှိရင်အဲ့တော့ဆက်မှာဒီနေ့မှာဆိုလို့ရှိရင်ဒီဘယ်နဲ့ဒီပမာဝရတာဒီကချင်းခဲ့တာပေါ့ဒါဟာ2010နဲ့ခုနေကနေ2010ခုနေဒါဒီရဲ့ပြင်လာတဲ့နဲ့ရာမီထားတဲ့ဇာတ်နာတာဘယ်ပေးတာပေါ့ခုလိုအောင်မြင်စွာရနေတဲ့တော့တွေ့ကြတယ်ပဲဘုရားရာလူရှိဒီကလာမများခုလိုသူတွေထောက်ပါတာပေးရတဲ့ပုဂ္ဂိုလ်များဒါဒီလာပေးကြတဲ့တွေ့ကြတယ်ပဲဒါလည်းပဲဝမ်းမြောက်ပြီးလေးဖြစ်ရတာပေါ့နော်ဒါကြောင့်ဒီလိုတရားစီမံဆက်နေတဲ့ကျောင်းသားကျောင်းသူတွေရဲ့ဒီဘုရားစာပေတွေကိုကျူစာအပ်ပြီးတော့တရားပြခြင်းနဲ့ဒီရှင်းလို့ကြောင့်လည်းပဲအောင်မြင်မှုတွေရတယ်ပဲအခုလိုဒီနေ့ရှိတဲ့အာရဒီနဲ့ခဲ့တာပါပဲဒီလိုမျိုးရဲ့ဒီစာပေသားများရဲ့ကျောင်းမောင်ဆရာကြီးရဲ့မိသားစုဘိုးရဲ့ကလေးကိုခေါ်လို့ပြီးတော့ဘုရားတို့ဒီလိုဘုရားတွေကိုကိုယ်ရဲ့ခဲ့တာဟာအခုဆိုရှင်ဒီနေ့ရှိပေါ်ပြီနောက်ပြီးတော့ရှင်းဆက်ပြီးတော့တွားရမယ့်ဒီဟာအများကြီးကြာသေးတာပေါ့ဒီလိုမျိုးတိုင်းတိုင်းမှာဆိုလို့ရှိရင်လည်းဒီဘုရားရဲ့တော်လေးအပြည့်တိုင်းနဲ့ပြည့်ဒီတော့အဲ့ဒီလိုရတော့ရှိတာပေါ့လေတဲ့တော့ဒီဘုရားရဲ့တော်လေးနဲ့ပတ်သက်ပြီးတော့ဘုရားအစာမီကျမ်းဂန်တွေနဲ့ပတ်သက်ပြီးတော့ပုံချတဲ့မြန်မာပြည်မှာတဲ့တော်လေးလို့ဆက်တော့ရှိမှာပေါ့အဲ့ဒီမှာဒီလိုလေးတိုင်းအနေအချင်းဒါခုမပေါ့ပေါ့ဒီနေ့လည်းမှာစီတော့မရှိသေးပေါ့လေဒါပေမဲ့လည်းဘယ်လိုဒီလိုဒီသွားတဲ့အခါမှာဆရာကလက်တွဲညီဖို့တော့လုံကြတာဆရာကလက်တွဲညီနေစီဒီချက်မှာကဘယ်လိုလုပ်နေကြမှာပါဘယ်လိုလုပ်တဲ့အခါမှာအမှန်ကြီးနဲ့ပတ်သက်ပြီးတော့ဘယ်လိုစားရည်ဆိုလို့ရှိရင်ဒီဘုရားကိုငယ်တဲ့နဲ့ဘယ်လိုဖြစ်ချေကဒီလိုမှာဝယ်လို့လုပ်တာပေါ့။ဆိုင်မှာချစ်ချင်ဝယ်တော့ဒါမှမဟုတ်ဆက်ပါတမန်တော်လည်းဒီတိုင်းမှာတန်ခါပါဖို့ထားဒီတိုင်းမှာတန်ခါပါဖို့ထားညပိုင်းမှာဘောလုံးပဲဒီစီမီတော်ချင်းနဲ့ဒါမိဘကတော့တဲ့ချင်းစတဲ့ဒါဘုရားတစ်ချက်ဖြစ်သွားတဲ့ခံရတဲ့ခုပေါ့။ဒါဆိုတော့ဒီလိုခံရတဲ့ခုလုပ်ကြတဲ့အခါမှာစီမီစစ်စစ်ရတဲ့စီမီစစ်စစ်ရတဲ့အဲဒီကမှစီမီကိုရတဲ့ဘယ်ကလောက်ကြတယ်ဆက်တော့ခုတော့ဒီကနေ့ကိုကြီးကြတဲ့လုပ်တဲ့အခါမှာဝေလေးထုံကြည့်တော့ဟောပါမယ်ဒီလိုပုံကြတဲ့ဒီဝေကြီးပမာဏဟာဒီလိုလည်းမရှာတဲ့ရှိပေါ့ဒါကြောင့်အဲဒီကမှတော့ပါလားအဲ့ဒါဒီလိုစစ်စစ်လုပ်နေမှာပါဗျာလို့ပြောလာတဲ့အခါမှာဒီကအဲ့ဒါစီမီကခေါ်တဲ့အဲ့ဒါကတော့ဒီလိုစီတာဒီလိုပြောတာရှိတယ်ဒီချက်ပဲတော့မှာပါအများကြီးတော့ပြောပါအခုဒီတိုင်းမှာကြည့်လို့ပြောကြတယ်မျိုးစိတ်ကညားတာဟုတ်တယ်မှန်တယ်ဒါလည်းတိုင်းကစားမှာမှန်တယ်လို့ပြောငါရဲ့အဲ့ဒီကမဟုတ်ငါမှာဟိုမနာကြည့်တယ်လို့ပြောချင်တယ်တော့ညာစီမှာတော့မခံနိုင်ဘူးပေါ့ဒါကတော့စီတဲ့အချင်းကြီးသူကစစ်တဲ့ပါပဲဒီလိုပြည်နာမှုကနံပါတ်1တာနာမှာဘုံကံရှိတယ်အဲ့ဒီတာနာရဲ့ဘုံကံအာရုံပြီးမှအဲ့ဒီချက်ကိုမှားပါတော့တာနာမှာဘုံကံရှိတယ်တာနာရဲ့ဘုံကံကိုအာရုံပြီးမှနံပါတ်1နံပါတ်2လူရဲ့ကိုယ်စီမှာစာအားကိုယ်စီရှိတယ်စာအားကိုယ်စီဆိုတာအာနာရှိတဲ့ပုဂ္ဂိုလ်ကအာနာအားအခြေအနေတွေရှိတဲ့ပုဂ္ဂိုလ်ကအခြေအနေအားစီစေကိုပိုစာရှိတဲ့ပုဂ္ဂိုလ်ကဒနာအားကာယအာညာနာအားစသည်ဖြင့်နောက်ဆုံးဒီလိုစီကတရားတစ်ချက်မှာမလူပဲပဲကြပါတယ်အဲ့ဒါဒီကလေအားပေါ်လေနော်လေအားပေါ်ပြီးပေါ့ဒါလေးနဲ့စီယိုပေးနေတယ်ဆိုရင်လည်းဘာမှမလုပ်ဘူး
နဲ့ချက်ပါတယ်တာတာမဟုတ်ခင်ရှိတဲ့နံပါတ်2ကိုမှရှိတဲ့ဆောင်းကိုစီထုတ်ကြပါတော့အဲ့ဒါနဲ့စဉ်တို့ဘုရားတင်ခါမှာရှင်းရပါတယ်ကိုဒီရှိပါအဲ့ဒါသက်သက်သင်္ကားဆက်ကြည့်ပြီးတော့လှုပ်ရှားနိုင်တဲ့ခါမှာအားရတော့ကိုပေးသူနဲ့အောင်မြင်စွာနဲ့ဒီဆိုပါပါတယ်တိုက်ခင်းတော့အောင်မြင်ပါတယ်အဲ့ဒီတော့ပြန်ပြီးတော့လောက်ဆောင်နေရမှာအားလုံးဘုရားဘာသာနဲ့ကိုယ်လေးနာမှာအားလေးတွေဟာဒီလိုအဲ့ဒီအရာတစ်ခုကိုအခုဆိုလို့ရှိရင်လည်းဘုရားနဲ့ဒီဆောင်နေတယ်ဒီဆောင်တဲ့အခါမှာလည်းအဲ့ဒါတေဘာမှုဆောက်ပါတော့ကိုမှာပေါ့လေအဲ့တော့ဆိုလို့ရှိရင်ကံနာတက်နာပတ်လိုက်ရမယ်ပြီးတော့စကန်သွားနေမှာပါတေဘာမှုဆောက်ပါတော့ဆိုတာဟာလည်းဒီလိုဘာအောင်ခင်တဲ့တော့အားနဲ့ကိုယ်စောအားနဲ့ကိုယ်နေတဲ့တက်နာဝင်တော့တဲ့တော့ကိုယ်စောတဲ့နဲ့ဆွေးလေအဲ့ဒါလေးပါပါအခုကတော့ခဏလေးလာပါသေသေးခေါ်ရတာပြေတော့ပေါ့အဲ့ဒါလေးတွေတော့ပြန်စားပြီးတော့ဒီကြံပြီးတော့ပြန်စားပါပါအဲ့ဒါလေးပြောရတဲ့အားလုံးဒီအကျိုးအညာအကျိုးတာနာကျိုးတွေကိုစားတဲ့ဘုရားဆောင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေဆက်လက်ပြီးစီစဉ်ပါရBA ဒီလိုမှဖွင့်ရတဲ့နိုင်ကြပြီးကျောင်းသားကျောင်းသူများ၏ဝိုင်းခံစီများကိုတဝဲဘုရားတကယ်လို့မမမချုပ်ဆရာဘုရားကအတီးတီးနမရေးထူးခြင်းအစီအစဉ်ဖြစ်ပါလိမ့်ဗျာသူပြပါ၍ဝိုင်းခံစီများကိုအတီးတီးနမရေးထူးခြင်းအစီအစဉ်ကိုဆောင်ရွက်ပေးပါရန်တဝဲဘုရားတကယ်လို့ပါမောက္ခမမထာနာမတော်ပေးစေရောဗန္ဒနာစေတိတာဆောင်ရွက်ပေးပါရန်ဒီစားစွာရှောက်တာအပါဒီပေယံဖြစ်ပါလိမ့်မယ်။ဒီစီစဉ်နဲ့အလူရှင်အလူချင်းစီကိုဖိတ်ခေါ်သွားမှာဖြစ်ပါလိမ့်မယ်။တို့ဖြစ်ပါရဲ့ကိုဒီမှတ်တမ်းပါရချင်းချင်းလေးပါရန်တနေ့တိုင်းတိုင်းဒေသကြီးကိုကြည့်ဆိုဘုရားကိုပါရိုသေစွာပန်ကြားအပ်ပါလိမ့်ရှင်။
မြောက်ကြောက်တော်တော်ကိုရှောက်ထားပေးပါရန်တနေ့တိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်မြတ်ကိုအားလေးစားစွာပန်ကြားအပ်ပါရှင်လူဒီရင်းစွာဆက်ကြပါသည်ဆရာတော်တော်ရှင်မြတ်ဘုရားဘယ်ဘုရားတဲ့သူသမားကြီးများဘယ်နဲ့ခဏနာကိုကြိုက်တော်လာကြတော့အဲ့ဒီတိုင်းကလာနာလာဆရာဘုရားတဲ့သူအောင်ခါကဆရာမှုရှိတော့နာနာတော်ရှင်ပြည့်လို့သုံးလုံးလေးသူ့ရဲ့အစ်ပဲတန်းပြီးတော့ဘာသာမိပါကြောင်းဘုရားဆန္ဒလို့လာတာဆရာတော်တော်ရှင်ပြည့်ဘုရားတရားပြီးတော့လူတွေမှာအခုလိုဘုရားတဲ့သူဖြစ်ပေါ်ပြီးရှိတာတင်ဟာဝေလူမျိုးသားများပဲဘုရားစပိများကိမီဒီလေလို့ဖြစ်ဒီလာအစမယတိမှာလုံးကံကောင်းပါပါဗျာဒီလေးရှိပါလေဝေဘုရားတဲ့သူရဲ့ကောင်းမှပြင်ကြောင်းဘုရားတဲ့နာမှာဒီလူသားပွဲလာဘုရားဒီလိုအပွဲရတဲ့စက်ကိုနဲ့ basis diploma PhD set ဆောင်းနာဒီရစနစ်တော်မှာဒီကြောင့် PCR ပဲလုံးမြင်ဘာသာဘုံယူပြီးပါခင်ဗျာဘုရားတဲ့သူဆိုင်ရာပညာရေးကြောင့်ကြောင့်လေးကရှိခွင့်ရတဲ့ကလေးမင်္ဂလာရှိတော်ဒီရဲ့ဒီပဲယူပြီးပါခင်ဗျာဒီစနေမှာပဲဝယ်လူလူသားများဘုရားတဲ့သူမှာဘုရားစာပေများကိတာတင်ကြပြီးဘုရားဘာသာကောင်းတဲ့ဖြစ်ရည်နေမှုကျိုးစားအဖို့ကြောက်ပါပဲတော့ဒီမှာဒီဆရာတော်တော်ရှင်မြတ်တို့ရာဒီကိုကျိုးအဖြစ်ခုလိုဝယ်ပြမဝယ်ဘုရားတဲ့ကိုဒီကိုလို့ရှိတဲ့ခိုင်နေအောင်ဆက်လက်စတဲ့ဒီလိုကြောက်ပါရဲ့ဘာမှမတူဆရာတော်ကြီးများဒီကြစင်ဆရာများကျောင်းသူကျောင်းသားများသူရှိပုဂ္ဂိုလ်များအားလုံးကိုတိုက်တွန်းကြားပြီးတော့ဒီမမြောက်ကြောင်းပေါ်မှာဒီကိုကမှအဆုံးသတ်ပါတော့ဆရာတော်တော်ရှင်မြတ်တို့ဗျာဆလေရီစီစဉ်ရှိတာပြည်နာတော်ဆရာတော်များဉာဏ်နဲ့ပိတ်ဆောင်ခြင်းစီစဉ်ဖြစ်ပါလိမ့်ဗျာဒီဘာတော့ကြောင့်ပြည်နာကဆရာတော်များဉာဏ်နဲ့ပိတ်ဆောင်ခြင်းဖြစ်ပါ၍ပိတ်ဆောင်ရေးအဖွဲ့ကဆောင်ရွက်ပေးပါရန်ပန်ကြားအပ်ပါလိမ့်ရှင်အစီအစဉ်တရားရန်ကုန်ဘုရားတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်ဗန္ဒန္တာဝိမလဓမ္မဩဝါဒခရီးမှာဖြစ်ပါတယ်
ဗျာတုံးပြပါတော့ကြောင့်ရန်ကုန်ဘုရားတက္ကသိုလ်ဘာမခါကျော်ဆရာတော်ဗန္ဒနာဝိမလအရှင်မြတ်ဗျာဆရာတော်တို့အားဩဝါဒစကားမိတ်ကြားတော်မူပေးပါယံယူသေးလေးမြတ်စွာဖြင့်ရှောင်းတာတောင်းပန်ပါသည်ဗျာတို့ရဲ့ဘုရားတက္ကသိုလ်ရဲ့ခဏလေးကြောင့်ဘုရားနဲ့အားရမှာဒီလိုပြောအားဖြင့်တော့တောင်းရတဲ့အတွက်လုံနာမကြီးတွေဝါတော့ဆေးတော်ပြတာပါအဲ့ဒါလည်းတော့စီစီဒီတာခံရဖို့ဆိုတဲ့စိတ်လည်းနေနေတယ်ပြောတာပြောတာအဲ့ဘုရားကစီစီဒီတာခံရဖို့ဆိုတာတကယ်တော့မှကြာခံလာတဲ့ကျန်းစာတွေရဲ့ခံရဖို့ခိုင်မာမှုဆိုတာကအဓိကစက်ရပါပါအဲ့ဒီလိုဘုရားကလည်းပြောတာတဲ့ကျန်းစာတွေနိုင်ငံသားမှာလည်းတော့ဒါဒီလိုမျိုးဆက်တော့တရားရင်းနဲ့ဆယ်ပြီးဆိုမှပြတာလာတော့ပါအားလေးရောမှာဆက်ပြည့်ရည်ကြောဆရာတော်ကြီးနာနဲ့ဒီနေ့တိုင်းပြီးတော့ရင်းဆွဲထားတဲ့တရားခံကြားတာဖြစ်တဲ့အတွက်ဘုရားမှာခိုင်လို့ပြီးတော့ဘုရားကကန်ကောင်းပါဗျာဘုရားစာပေနဲ့တရားတဲ့ကမှာမိတို့ကမိပါစားတဲ့တရားတော်လေးအားလုံးကစားတဲ့တရားတော်လေးဒီနေ့ကလည်းဒီကတော့မှာဒီနေ့ပြည်တာတရားတော်လေးဘုရားကပေးဆိုင်ရာဓမ္မယတနာဆိုင်ရာလူ့ဘက်ဆိုင်ရာဉာဏ်နာမှုတွေကြားတဲ့စာမတိပါပဲဘုရားစာပေနဲ့ပတ်သက်ပြီးတော့နာမပြည့်စုံလို့ပါပါဗျာဒါကဘုရားတဲ့လူမှာတကယ်လို့ကျင့်တော်ပြီးဆိုတော့ဘုရားမှာရှိပါလို့ပါရတာဘာဝနာဆိုင်ရာစာပေတွေပါဗျာဘုရားစာပေနဲ့ဆက်ဆက်တဲ့ဘာဝနာစာပေတွေသင်ကြားတဲ့အခါမှာလည်းပါဠိဘာသာကိုသင်ကြားတဲ့အခါမှာတက္ကနာဘာသာရှင်တွေနောက်လည်းပြောပါတယ်ဒီဒီကတက္ကသိုလ်မှာသင်ကြားတဲ့ဒီစနစ်တွေနဲ့သင်ကြားတဲ့ဘုရားမှာကြည့်စုံပေါင်းပါဗျာဘယ်လိုလဲခိုင်းလို့ပြောတာတက္ကသိုလ်မှာသင်ကြားတဲ့အခါမှာပြောကြတာရှိပါဒီလိုနဲ့ဆိုတော့ရှင်းပြတာပြောတာဒုတိယတက္ကသိုလ်အခုဒီရှိပြီးတာခံရဖို့ဆိုတာဒီကတက္ကသိုလ်မှာသင်ကြားပေးနေတဲ့သင်ကြားစီမံဆရာတော်တွေကစေတနာမေတ္တာတရားပြည့်ပြည့်ဝဝနဲ့ဒါတရားစီကောင်းတာတော့ဒီရဲ့ပေါ်ပါတော့လည်းပေါ်ကြတယ်အခင်းညာစီနေတဲ့သင်ကြားပြီးလို့ဒါလည်းဒီကြည့်ပါလေဒါလည်းဆရာတော်ဆရာတော်တွေကစေတနာမေတ္တာတရားရှင်းထားပြီးတော့ဒီနေ့လည်းတက်တယ်တော့ဆောင်နေတယ်ဒီကံကြတော့ပါစေဆိုတဲ့ဒီလိုနဲ့သင်ကြားပေးတဲ့လူနာအကောင်းပြေဆုံးပါဗျာအဲ့ဒါကတော့ဒီဘုရားကြီးရဲ့စာတတ်အောင်ကြီးရဲ့ဘုရားရဲ့အစာတွေရဲ့တကယ်ဘုရားစာရဲ့ဒီကံတော့တဲ့စိတ်ဓာတ်ဒါလည်းကြီးကြီးပါဗျာနောက်တစ်ချက်ကတော့ဒီကမှာအောင်ဆိုရင်စီမံတာပဲဒါလည်းဒီလိုဒီဒွိုင်းနဲ့အားရတဲ့ဆရာတော်ရဲ့ဒီကအုပ်စုစီမံမှုနဲ့ဒီလိုလည်းပဲလူနာမှာအုပ်စုရရမှာလည်းစနေနေ့ကထပ်ထပ်ပြည့်စုံတော့တော့ပြည့်စုံတော့ပြောထားပါဗျာဒါကြောင့်လည်းဘုရားရဲ့ဘုရားမှာပါနေတဲ့သူရှင်နာတော်မှာလည်းပြည့်စုံမှုဒါလည်းဒီနဲ့တော့စီတော်လည်းဒီနဲ့ပြည့်စုံလို့ပါမှာဖြစ်ပါဗျာဒါကြောင့်ဒီလိုဘုရားရဲ့သူရဲ့ကိုယ်နဲ့ကြောက်တဲ့နေမှာလည်းပါဒီလိုမျိုးမှာဒီတော်လေးနေတဲ့ဆရာတော်များသူရှင်နာတော်မှာများမှာလို့ဘုရားရဲ့သူကြီးရည်ရှင်ပြီးလာခိုင်ရလို့တာအားလုံးသောဟုတ်တဲ့ပုံမှာဒီတော့တိုင်းတိုင်းပြီးတော့ဒီလိုဘုရားရဲ့သူကရည်ရှင်ပြီးလာခိုင်ရမှာလို့ပြောကြတဲ့အားလုံးဘုရားရဲ့သူကိုဒီနာကောက်ပါပြီးတော့ပြီးတော့ဘုရားရဲ့ဆိုတော့တာကိုရည်ရှင်ပြီးလာခိုင်ရဘုရားရဲ့သူရည်ရှင်ပြီးလာခိုင်ရဒီလိုအားလုံးလို့ဆိုကြပါလို့ပြောကြတယ်ဒီလိုဆိုတော့ညာဆလဘီစီဇန်နေယာ BA ဝက်များလက်ခံယူကြပြီးကျောင်းသားကျောင်းသူများအားဝတ်လက်မှတ်များပေးအပ်ခြင်းဖြင့်စီစဉ်ဖြစ်ပါတယ်ဗျာ။သုံးပြပါ၍တဝေဘုရားတက္ကသိုလ်ပါမောက္ခမဟာဒါနကူမောဂောဒေဆရာတော်ဗန္ဒနာစိတ်တိယဗျာဝတ်လက်မှတ်ခံယူကြပြီးကျောင်းသားကျောင်းသူများကိုဖိတ်ခေါ်ပေးပါရန်ယူလေးလေးနဲ့စွာဖြင့်ရှောက်ထားတောင်းပန်ပါလိမ့်ဗျာ။အဖအခုကျော်သူဤသာအရှင်ယန္တိကဒီဘက်လက်ခံယူပြီးတော့ယူသေးစွာရှောက်ထားပါလိမ့်ဗျာ။
ရှေ့ကမှာဗျာရှေ့ကလာတဲ့ဝေခံတိုင်လာလို့ဒီလက်ရှိလူပုဂ္ဂိုလ်များကိုပြီးလို့ဓမ္မပူဇာဘုရားဆံပြေလေးလာဒီရဲ့တော့တောင်းပေါင်းခြင်းပုံပြခြင်းဆိုတဲ့တရားတော်ပြည့်စုံတဲ့လူလူဆွမ်းနိုင်တဲ့ကိုကောင်းလို့ပြီးတော့ဓမ္မပူဇော်နိုင်ပါလေဆလေရပါဦးကြီးကအရှင်ဘုရားဝဲလို့ရဲ့ဒီပါရဲ့ဆလေအဖအဦးကိုကြီးတို့ဒီတော့အေးလူမှာဝဲလက်မအဲ့ဒီဝိပါယံပัญจပါလေဆလေအဖအဦးကြီးကအရှင်ဒီကမှာဝဲလက်မအဲ့ဒီဝိပါယံဆောက်တာပါဗျာဦးလိုင်ကြီးမှာဝဲလက်ခံယူပြီးပါရင်ပัญจပါလေဆလေဘာဦးကျော်ကြီးလာမဆူဆူကျော်မှာဝဲလက်ခံပြီးပါရင်ပัญจပါလေဆလေဘာဦးကြီးလာအရှင်ဝိဇ္ဇာမှာဝဲလက်ခံပြီးပါရင်ဆောက်ထားပါဗျာဆလေအဖအဦးမောင်ကြီးတာဦးဘုံမှာဝဲလက်ခံပြီးပါရင်ပัญจပါလေ
ရှင်ဝရုကမဝလမလက်ခံပြပါရဲ့ဆောက်တာပါဗျာဝလမနရှိနိုင်ငံကဒုရဝလနဲ့တို့ဘာမှမဖြစ်လုံးဝရေးကသရာရေးလိုက်ဗရဏနိုင်ငံဆရာတော်မှာဝလမနကိုရှိပြပါရဲ့တရားလေးတော်ကျူသေးစွာဆက်တာပါဗျာဘာလို့ရှိဦးဤတာအရှင်ဦးဤတာမှာဝလမလက်နိုင်ပြပါရဲ့ဆက်တာပါဗျာရှိကင်းတာမှာဘယ်မှာလည်းဒီပိုင်းစကားပါဗျာ
ဝဲလာမလက်တွေပြပါရန်ပန်ကြပါလေဆလေအဖေဦးဝီတာအရှင်သူဇနာမဝဲလာမလက်တွေယူပြပါရန်ရှောက်ထားပါလို့ဗျာဆလေအဖေဦးဝီတာဦးယုံဝင်းသားမဝဲလာမလက်တွေယူပြပါရန်ပန်ကြပါလေအရှင်ကိုကြီးတရားမှာဝရမ
လက်ခံယူပေးပါရန်ရှောင်းတာပါဗျာဦးဝင်သိမ်းမှာဝဲလမ်းလက်ခံယူပေးပါရန်ဗန်ကြားပါတယ်ဆလိုက်ဦးမြေတို့ဤတာအရှင်ဝေရဏမှာဝဲလမ်းလက်ခံယူပေးပါရန်စောင့်တာပါဗျာအရှင်ဒီဟာမှာဝဲလမ်းလက်ခံယူပေးပါရန်ဆောက်ရပါမယ်ဗျာဆလယေဥပါဒေတာဥခင်စောမှာဝဲလမ်းလက်ခံယူပေးပါရန်ပန်ကြားပါတယ်အရှင်သံတော်ဘာသာမှာဝဲလမ်းလက်ခံယူပေးပါရန်ဆောင်းတာပါဗျာဆလယေဥမောင်ကြီးတာဥအောင်ပေါ်မှာဝဲလမ်းလက်ခံယူပေးပါရန်ပန်ကြားပါတယ်ဆလယေဥဇောတိတမီမတိလာစာရီမှာဝဲလမ်းလက်ခံယူပေးပါရန်ပန်ကြားပါတယ်ဆလယေဥဇောဝိတာအရှင်သတိတအနန္ဒမှာဝဲလမ်းလက်ခံယူပေးပါရန်ဆောက်ရပါဗျာပေးရခြင်းမှာတော့တောင်းတဗဒန္တာမဏိတဆရာတော်မှာသူပဲကျေးဇူးတင်ကြောင်းတော့ဆောက်ရပါဗျာဆက်လက်ပြီးဝိလန္တနာစီလေးပါရန်ယဝေဘောဓရဲ့ဒုတိယပါမအကျိုးဆရာတော်တောင်းတဗဒန္တာဓမ္မနာဗျာဝိလန္တနာချင်းလေးပါရန်ယုံကြည်စွာဆောက်ရပါဗျာဆလယေဥပနိတမိဒေါမမာတိမာဝေလမလက်ခံပေးပါရန်ပန်ကြားပါတယ်ဆလယေဥညတိတာအရှင်ဝိပလသာရမှာဝေလမလက်ခံပေးပါရန်ဆောက်တာပါဗျာဥပါမိတတိဒေါအေပြေမှာဝေလမလက်ခံယူပေးပါရန်ပန်ကြားပါတယ်ဆလယေဥဒေထွန်ဤတတိမ
ချိုးဝေဥမာဝေလမလက်ခံယူပြီးပါရန်ပန်ကြားအပ်ပါတယ်ဆလနီဥစေဝိတာဘုဂမောရှိမာဝေလမလက်ခံယူပြီးပါရန်ပန်ကြားအပ်ပါတယ်ဆလနီဘုကြည်ဝိတာအရှင်ဩဒရာဝေလမလက်ခံယူပြီးပါရန်ဆောင်းထားပါတယ်ဗျာဆလေဥပါစုယိတမိဒေါမမာဝိမာဝေလမလက်ခံယူပြီးပါရန်ပန်ကြားအပ်ပါတယ်ဆလေဥညာထွေတာဥဝကအနန္ဒာဝေလမလက်ခံယူပြီးပါရန်ဆောင်းထားပါတယ်ဗျာဆလေဥမောင်စရိကအရှင်ဝိနိလာဝေလမလက်ခံယူပြီးပါရန်ဆောင်းထားပါတယ်ဗျာဆလေဘုဒ္ဓံကြောင့်ဤသာအရှင်ဝိနေနာဝေလမလက်ခံယူပြီးပါရန်ဆောင်းထားပါတယ်ဗျာဆလေဘုကျေရွှေသာအရှင်ညာယောတာဝေလမလက်ခံယူပြီးပါရန်ဆောင်းထားပါတယ်ဗျာPSC ဒီလိုမှာဝယ်များကိုတွေ့ရချင်းချင်းပါတော့တဝဲဘောကတက္ကသိုလ်ဒုတိယပါမဂ္ဂလို့ဆရာတော်ဒေါက်တာဗတ္တနာဓမ္မနန္ဒဆရာတော်ဗျာအထူးပဲဒီကြောင့်ဆောက်ရပါတယ်ဗျာတဝဲဘောကတက္ကသိုလ်ဒီတရမအခြေတော်ဘယ်နည်းတွေခန္ဓာ2020ခုနှစ်ကခြေခံပြီးတော့မှတရားတော်အောင်ပြည့်ခဲ့ရတော့ကျောင်းသားကျောင်းသူများအားဘယ်လိုမှရှိရဖြစ်ပါလိမ့်ဗျာဘယ်လိုမှများအားဘေးရချင်းရပါလေဒေါက်တာဗန္ဒနာဧကတာရန်ကုန်ဥက္ကဋ္ဌတို့ပေါင်းအောင်သာအာနာနာဘုရားယုတိစွာပြေရပါပါလိမ့်ဗျာတို့ဒီပါလေအပါဥပ္ပန္တိသမီးမာချမ်းမြတ်ဧရေဝေလမတရားယူပေးပါရန်ဝိညာဏတာမီဆလယေအပါဥအောင်ရှိသမီးတော်ဒီလာအောင်ဝေလမတရားယူရန်ဝိညာဏတာမီဆ
လက်ခံရယူခဲ့ပါရန်ဖိတ်ကြားပါသည်မာစုရဲ့ဇာတိဝေလနာကရရပြန်ဖိတ်ကြားပါသည်ဇလရေပါဦးမေပါဤတမီအာနန္ဒာစုဝေလနာကရရပြန်ဖိတ်ကြားပါသည်ဇလရေပါဦးကတိတာရှင်အာလောကဝေလနာကရရပြန်မြောက်တာပါသည်ဇလရေအဖဦးစစ်ထိုင်တာအရှင်ဓမ္မသဝေလနာကရရပြန်မြောက်တာပါသည်ဇ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ပြည်သားရသည်ကျက်တရေရှိနေသည်တနည်းနာရီပင်လေရင်ကမ်းယူရန်စီရွှင်ဝဲသူရွှင်ဝဲသားတို့နေထိုင်ကြလေသည်ချမ်းမြေ့စရာဆုံးကြီးတဝဲမြို့ကသားရလာပေသည်သာသနာတကူနဲ့တိုးတက်ဖို့သာကြံစီပါလာရောက်ရှိဝင်လို့လင်းလေးရောင်ကြီးမြစ်တာဝေသည်စေတနာရင်ငန်ထားပါလို့ဒီစိတ်ချနှလုံးသားဖြူစင်ကြည်ဗတ္တံနာဥဝိန္ဒရိယလမ်းပြမျိုးစုနိဗ္ဗာန်ရွယ်ရင်ရောက်မောမာတီညိုမရင်ငေးတရားမွေပေးဘူးကြီးတင်ငါရနာဝဲနှစ်ကြိမ်စင်တွဲခဲ့တို့ပြီထေရကန္တာပရိယတ္တိကြာမျိုးငါမြည်လှပစွာတင်နေနေသည်သာသနာကံဘာသာကံညင်ကြည်မှုကံကျိုးပြမသွားအောင်ဝိုင်းဝန်းလို့ကူညီပံ့ပိုးထိန်သိမ်းမှုရလိုပါသည်အလိမ္မာသာမရှိတဲ့ဆိုယိုထားစကားနဲ့ဗုဒ္ဓရဲ့စာပေရွှေကိုအပြည့်ပိုင်ရစေသာသနာရှိတည်စေမည်တို့မြမယူရာထိန်သိမ်းထားစင်လာနီးကဘာမှာချင်းကျန်နေသည်ဗုဒ္ဓမြတ်စွာဟောကြားခဲ့ဒေသနာသည်ကြည်ကြံ့ခိုင်မြဲစိတ်မှာဆွဲလို့နှလုံးသွင်းကအတီးသာသနာကျူးတွေဝိစာသည်အမျိုးဘာသာယူရာမဟာမြမရှိကဘာအတိဝေကြွားလို့ပြင်းရက်ကနေသည်သိမ်းထားစင်လာနီးကဘာမှာချင်းကျန်နေသည်ဗုဒ္ဓမြတ်စွာဟောကြားခဲ့ဒေသနာသည်ကြည်ကြံ့ခိုင်မြဲစိတ်မှာဆွဲလို့နှလုံးသွင်းကအတီးသာသနာကျူးတွေဝေစာသည်မျိုးဘာသာယူရာမဟာမြမရှိကဘာအတိဝင်ကြွားလို့ဖြင့်ရက်ကနေ